ရောစပင်အစ်စ်တွေပြန်ပေါက်လို့လားလို့မေးထားတယ်နော်ဒီ comment ကလေးຫນွေလေးတစ်ခါနဲ့ဖြည့်ပေးလိုက်မယ်တကယ်ပြန်ပေါက်လားမပေါက်လားဆိုတာကຫນွေလေးရဲ့ before after ကိုပဲကြည့်ဒါလုံးဝအပုံမပြောဘူးအာမခံပေးရဲ့ကိုကိုယ်တိုင်သုံးပြီးရလက်ထွက်ပြီးရောမှအရန်ကြိုက်လို့ပြန်ရောင်းပေးရဖြစ်တဲ့အတွက် quality ဘိုင်းကစား100%တော့အာမခံချက်အပြည့်ပေးတယ်ຫນွေလေးရဲ့ဒီရွှေဒေတာပေါင်းစီလဲဆိုရင်လက်ဖက်ညွတ်တန်လက်စီနှစ်မျိုးနဲ့ပါဝင်တာဖြစ်တဲ့အတွက်ကြောင့်မို့စံသားလေးကိုနှက်မောက်တန်ဆွမ်းစေစံသားအဖျားနှစ်ခွက်ပြတော့တိတာရောပါစေတဲ့ပြင်စံသားအစ်စ်ထွက်လို့ပုံမတိုးပွားစေတယ်သူ့ရဲ့ခေါင်းလျှော်လေးရဆိုရင်ရှားဆောင်ကိုစလို့နေပူစီနန်တို့ပါဝင်တဲ့အပြင်ကမှမြန်မာနိုင်ငံမှာပထမဆုံးနိုင်ငံပုံနဲ့ထုတ်လုပ်ထိုင်ကဘာဝတရားကမစစ်စစ်ရွှေဒေတာခေါင်းလျှော်ကြီးသူကသပင်းကျွတ်တက်တာမယ်ဥယျာဉ်ပြအစီပြန်ကင်းမယ်သပင်းအရှိမြန်မယ်အဲ့ဒါကြောင့်ကိုကဘာသုံးသပင်းရန်ကျွတ်မတက်တာဘူးဖြစ်နေတဲ့သူတွေတလအတွင်းကိုသပင်းကျွတ်တက်တာအောင်မကဘူးကျွတ်တဲ့နေရာမှာစံသားတစ်ကလေးပြန်ပေါက်စီပြီးအုပ်ထုရှိမြန်စီရမယ်လုံးဝအာမခံချက်အပြည့်ပေးတယ်လိုချင်တဲ့သူတွေဆိုရင်လည်းတော့စီမှာအမြန်ဆုံးဆက်သွယ်မြင်မြန်ပြီးမှာယူနိုင်ပါတယ်နော်3နည်းလေးတာပုံမှန်3ပေ3နည်းမှန်မှန်လေးတာ3ပေတလအတွင်းကိုရလက်သိတာစီရမယ်လုံးဝအာမခံတယ်မသိတာဘူးလားချက်ချင်းဝေပြပြန်အမိမယ်နော်ကဲပေါက်လားမပေါက်လားဆိုတာက3ဘူးမှသိမယ်3ဘူးတွေက3ဘူးတဲ့လူတွေကသိပါတယ်ရှင်ကဲဒီရွှေကေတာလေးတွေကဆက်လာပိုင်းကစပြီးဈေးအပြောင်းလဲလေးတွေနဲ့ပါကေးရှင်းအသစ်ကလေးနဲ့လာမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကအခုဈေးနဲ့လိုချင်တဲ့သူတွေဆိုရင်10လပိုင်းကုန်အထိကိုရမယ်အပြင်ကိုမှအထူး promotion ကြီးပါရအောင်ပါနော်